အာဆင်နယ်ဖန်တွေကကျွန်တော်အများအားပြောလို့ပြောထားရှိတယ်ပေါ့နော်သူတို့ကသူတို့ pressure နဲ့သူတို့ပဲတိုင်ပတ်နေမယ်ဆိုတာမျိုးအခုလက်ရှိလေသူတို့ကသူတို့ကိုယ့်လုပ်ကိုကောင်းမလုပ်ဘူးတိုင်ပတ်နေရပေါ့နော်သူတို့ရဲ့ဖီကဘာလဲဆိုလို့ရှိရင်ငါတို့ဒီနှစ်မှမရဘူးဆိုလို့ရှိရင်ငါတို့အတင်းကပြောခံရတော့မှအလောင်ခံရတော့မှ troll ခံရတော့မှဆိုတာမျိုးအဲ့ဒီစိတ်ကြီးကသူတို့ရဲ့ player တွေမှာရောနီးပြမှာရောနောက်တစ်ခုက fan တွေမှာပါအဲ့လိုမျိုးတက်ရောက်နေနောက်တစ်ခုက Guardiola အဲ့တော့နောက်မှာ Guardiola ရှိရဆိုတာမျိုး Guardiola နောက်ကလိုက်လာပြီဆိုလို့ရှိရင်ဒါပြေးနိုင်မှလွတ်မယ်ဆိုတဲ့အတွေးမျိုးပဲဖြစ်ပါတယ်ပြီးတော့ဒါ Adidas လည်းတက်ဆိုင်နေပေါ့နော်သူကြောင့်မဟုတ်ဘူးဆိုပေမဲ့ဗျာ 50% တက်ဆိုင်နေဘာကြောင့်လဲဆိုလို့ရှိရင်သူကိုယ်တိုင်ကဥဆောင်ပြီးတော့မောင်းနေပြီးတော့ဒါ mentality ကိုမြင့်တင်ပေးရမယ့်အချိန်မှာသူကိုယ်တိုင်ကလုံးဝရုပ်ပြက်ဗျာမျက်စိပြက်မျက်နှာပြက်ဖြစ်နေဒါကတော်လေးဆိုးပါတယ်ညဆိုလို့ရှိရင်လည်းဒါတော်လေးဆိုးရတဲ့အချိန်လေးလို့ပြောလို့ရတယ်ပွဲပြီးကနီးလေလုံးဝပိုဆိုးလေပါပဲအခုတပွဲရောအနေထားမှာဆိုလို့ရှိရင်အမှတ်ကတပွဲသာတော့မရှိတော့ဘူးဒီတော့ဘယ်အသင်းကမှားမလဲပေါ့နော်နှစ်သင်းလုံးအနေနဲ့ဆိုလို့ရှိရင်ဒါဖလားလေးလုံးလမ်းကြောင်းမှာရှိသေးတယ်အကုန်လုံးပြီးရင်ရှေ့လျှောက်ပွဲလေးကြောင်းမှာပွဲလေးပန်းအောင်မှာနောက်တစ်ခုက head to head တစ်ချိန်လေးရှိပါသေးတယ်နောက်တစ်ခုဆိုလို့ရှိရင် player တွေရဲ့ပွဲပန်းမှုတွေတော်တော်လေးကိုမှဆိုးရပါတယ်ညဆိုလို့ရှိရင်ဗျာပွဲပြီးကန်နေလေဘောလုံးတော့လိုက်မလို့တော့ဘူးတစ်ဖက်ကဝူကအသေးကြီးတစ်ချက်ဆင်နေတယ်တစ်ဖက်မှာကျတော့စိတ်ဓာတ်တွေကျ physical mental အကုန်လုံး down ဘာမှလုံးမရတဲ့ပုံစံမျိုးတွေဖြစ်လာဒါကတော်လေးဆိုးရတဲ့အချိန်လို့ပြောလို့ရတယ် right တယောက်တော့ပဲဗျာတေချာလေးလိုက်စော်တယ်ကြီးဆက်ကမလို့ဖက်နဲ့ပြဿနာရှာတယ်ကာဖီယိုရီကလည်းဝင်ချင်းမှာ OG ကိုသွင်းတယ်ဒါဆိုဘာမှကိုအပေါင်းလက္ခဏာမဆောင်ခဲ့ဘူးလို့ပြောလို့ရတယ်ဒီတော့ Arsenal fan တွေအနေနဲ့ဒီနှစ်မှာတော့ဒါနေရိုက်အဝါကြီးရလို့အော်ရအောင်ပါလားကျွန်တော်ထင်ကတော့ဒီနေ့ရာသီမှာမှပဲဒါ major trophy တစ်ခုခုမရခဲ့ဘူးဆိုလို့ရှိရင်တော့အသင်းကအများကြီးပြိုကွဲသွားလိမ့်မယ်ပြီးရင်ဒါ editor လည်းဒါအောက်ရလိမ့်မယ်ပေါ့နော်လိုပဲထင်တယ်ဒီတော့ကျွန်တော်ဘယ်လိုမျိုးမြင်လဲပေါ့နော်တစ်ခုခုတော့ကျွန်တော်လည်းရတော့ရစေချင်ပါတယ်ဒါပေမဲ့လည်းလောတော့မလွယ်ကူပြအခုဖြစ်တဲ့အခြေအနေရဆိုလို့ရှိရင်အားလုံးပဲဒါညအခြေအနေတွေအားလုံးသိရဆိုတော့ဒါကျွန်တော်တို့ဘယ်လိုမျိုးမြင်လဲပေါ့နော်